မျက်စိဆိုတဲ့အပေါ်မှာငါမျက်စိလို့တွေ့တာတဲ့တဏှာကိုဖယ်ခိုင်းတာငါအစင်ငါမျက်နှာဆိုတာကိုဖယ်ခိုင်းတာဖြစ်တယ်ငါရဲ့စိတ်ဆိုတဲ့အရာကိုဖယ်ခိုင်းတာငါရဲ့ခံစားချက်ငါရဲ့ထိတွေ့မှုဆိုတဲ့ဒီတဏှာအတွေးကိုတဏှာကိုဖယ်ခိုင်းတာပဲဖြစ်တယ်မြတ်စွာဘုရားတဘာဝတရားတွေကိုဆွဲမိပြီးတော့ဖြစ်လာတဲ့အရာတွေပေါ်မှာလူတွေဟာမျက်စိပေါ်မှာတွေ့တာမှုဖြစ်တယ်အစင်အာယုံပေါ်မှာတွေ့တာမှုဖြစ်တယ်နော်အနတ်စင်အာယုံပေါ်မှာတွေ့တာမှုဖြစ်တယ်မြင်သိစိတ်ပေါ်မှာတွေ့တာမှုဖြစ်တယ်ထိတွေ့မှုဖတ်တာပေါ်မှာတွေ့တာမှုဖြစ်တယ်စိတ်ခံစားမှုတွေပေါ်မှာတွေ့တာမှုဖြစ်တယ်ဒါတမန်အပြင်ပြောရင်ဒီလိုပြောမျက်စိနဲ့မြင်ပြီးတော့ဟုတ်လားရွှေတွေငွေတွေစိတ်တွေတွေ့တာလည်းပဲဒီထဲမှာပါ